မင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ Fiber Optics Cable and Transceiver Explain Part 2ဖြစ်ပါတယ်ပထမဦးဆုံး Transceiver ဆိုတာ Transmitter and Receiver ဆိုတဲ့စကားလုံးတွေကနေဆင်းသက်လာပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ရဲ့ data တွေကို transmit ရော receive ရောတပြိုင်တည်းလှုပ်ဆောင်နိုင်စွမ်းကိုဆိုလိုခြင်းဖြစ်ပါတယ်ပြီးတော့သူ့မှာတခြား function တွေလည်းရှိပါသေးတယ် signal conversion တို့ modulation and demodulation တို့ဆိုပြီးတော့ပေါ့နော်တာမန်အားဖြင့် Transceiver တွေတော်တော်များများက connection တစ်ခုချိတ်ဆက်ဖို့ fiber ကြိုးနှစ်ချောင်းလိုအပ်ပါတယ် transmit အတွက်က fiber core တစ်ခုနဲ့ receive အတွက်က fiber core တစ်ခုပါဒါပေမဲ့ fiber core တစ်ခုတည်းပဲလိုအပ်တဲ့ transceiver တွေလည်းရှိပါသေးတယ်ဥပမာ SFP+ 10G bi-die transceiver တို့လိုပေါ့နော်သူ့မှာ AC port တစ်ခုပဲရှိတယ်သူကကြိုးတစ်ချောင်းနဲ့ transmit အတွက်က wavelength တစ်ခု receive အတွက်ကကြတော့နောက်ထပ် wavelength တစ်ခုကိုသုံးပြီးတော့ fiber core လိုအပ်ချက်ကို short ချနိုင်ပါတယ် transceiver တွေမှာ site အရွယ်အစားအမျိုးမျိုးလာပါတယ် SFP QSFP တို့ OSFP တို့ဆိုပြီးတော့နောက်ထပ်တခြား transceiver site အရွယ်အစားအမျိုးမျိုးလည်းရှိပါသေးတယ်ပြီးတော့သူတို့က hot swap ပဲလည်းဖြစ်တယ် transceiver တွေမှာ optical module နဲ့ electrical module ဆိုပြီးတော့နှစ်မျိုးရှိတယ် optical module မှာ single mode နဲ့ multi mode ထပ်ကွဲသွားမယ်ဒီဗီဒီယိုလေးမှာတော့ optical module တွေအကြောင်းကိုလေ့လာမှာဖြစ်ပါတယ်optical transceiver တွေဘယ်လိုအလုပ်လုပ်လဲဆိုတော့သူ့မှာနှစ်ပိုင်းရှိတယ် transmitter ရဲ့တာဝန်ဖြစ်တဲ့ electrical to optical conversion နဲ့ receiver ရဲ့တာဝန်ဖြစ်တဲ့ optical to electrical conversion တို့ဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံး transmitter ရဲ့တာဝန်ကကျွန်တော်တို့ router တွေ switch တွေကပို့လိုက်တဲ့ electrical binary data တွေကို transceiver ထဲမှာရှိတဲ့ driver chip က modulate အရင်လုပ်ပါတယ်တနည်းအားဖြင့် network media ပေါ်တို့ပို့ဆောင်နိုင်မဲ့ပုံစံဖြစ်အောင် electrical binary data တွေရဲ့ဂုဏ်တက်တည်တွေကိုပြောင်းလဲခြင်းဖြစ်ပါတယ်ဒီနေရာမှာများသောအားဖြင့် NCR modulation method ကိုသုံးလို့ရှိပါတယ်နောက်ဆုံးအဆင့်မှာတော့ transceiver ထဲမှာရှိတဲ့ laser diode က electrical pulse တွေကို optical pulse တွေအဖြစ်ပြောင်းလဲလိုက်ပြီး fiber optics cable တွေကို high speed နဲ့ transmit လုပ်လိုက်ပါတယ် receiver တွေရဲ့တာဝန်ဖြစ်တဲ့ optical to electrical conversion ကကြတော့ fiber ထဲကနေဝင်လာတဲ့ optical pulse လေးတွေကို transceiver ထဲမှာရှိတဲ့ photodiode ကအလွန်တင်းငယ်တဲ့ electron လေးတွေအဖြစ်ပြောင်းလဲထုတ်လုပ်ပါတယ်photodiode ကထွက်လာတဲ့ tiny current ကို driver chip က voltage အဖြစ်ပြောင်းလဲ amplify လုပ်ပါတယ်တနည်းအားဖြင့် signal ကိုဖတ်လို့ရတဲ့အဆင့်အထိမြင့်တင်ပေးတာပါအဲ့ဒီလို amplify လုပ်လိုက်တဲ့အတွက် signal ထဲမှာပါလာတဲ့ noise တွေကို cleaning ထပ်လုပ်ရပြန်ပါတယ်ပြီးတော့ router တွေ switch တွေနားလည်နိုင်တဲ့ electrical signal အဖြစ် demodulate လုပ်ပြီး router တွေ switch တွေစီကိုပို့လိုက်ပါတယ်ဒီ receiver ဘိုင်းမှာအရေးကြီးတဲ့ sensitivity ဆိုတဲ့အချက်ကိုလည်းသိထားတင်ပါတယ်အလင်းအားဘယ်လောက်အထိကျသွားရင် receiver က data တွေကိုဖတ်နိုင်နေတယ်လဲဆိုတာကိုပြောချင်တာပါဒါကကိုအသုံးပြုတဲ့ transceiver အမျိုးအစားပေါ်မူတည်ပါတယ်တနည်းအားဖြင့် fiber link တစ်ခုရဲ့ total optical loss က receiver sensitivity value ထက်ပိုများလို့မရပါဘူးဒါကတော့ SFP+ 10G SR transceiver ဖြစ်ပါတယ် U+ LC connector ဖြစ်တဲ့အတွက် fiber core နှစ်ခုလိုအပ်တယ်ပြီးတော့ multi mode fiber 850 nanometer wavelength ကိုသုံးပါတယ် distance အပြင်300 to 400 meter လောက်အကွာအဝေးကိုချိတ်ဆက်ပေးနိုင်ပါတယ်ဒီအောက်က transceiver ကတော့ကျွန်တော် intro တုန်းကပြောခဲ့တဲ့ SFP+ 10G bi-die transceiver ဖြစ်ပါတယ် simplex connector ဖြစ်တဲ့အတွက် fiber core တစ်ခုပဲလိုအပ်ပြီးတော့ single mode fiber distance အပြင်10 km လောက်အထိချိတ်ဆက်နိုင်ပါတယ်တာမန်အားဖြင့်ကျွန်တော်တို့ connection တစ်ခုချိတ်ဆက်ဖို့ AM မှာသုံးမဲ့ transceiver နဲ့ BM မှာသုံးမဲ့ transceiver model တူမှရပါမယ်ဒါပေမဲ့ breakout လုပ်ပြီးချိတ်ဆက်တဲ့ connection တွေမှာတော့မတူလို့ရပါတယ်ဒီ 10G bi-die transceiver တွေကကြတော့ fiber ကြိုးတစ်ချောင်းထဲကိုသုံးတဲ့အတွက်ဇုံတွဲအနေနဲ့အသုံးပြုရပါတယ်ကျွန်တော်တို့ AM မှာသုံးတဲ့ transmit wavelength က BM မှာ receive wavelength ဖြစ်ပြီးတော့ BM မှာသုံးမဲ့ transmit wavelength က AM မှာ receive wavelength ဖြစ်ရပါမယ် transceiver တွေရဲ့ form factor ကိုဆက်ကြည့်အောင်ကျွန်တော်တို့ transceiver တွေရဲ့ form factor စိုက်ရွယ်အစားပေါ်မူတည်ပြီးတော့သူတို့ရဲ့ bandwidth ကလည်းမတူကြပါဘူး SFP နဲ့ SFP+ တွေကစိုက်ရွယ်အစားတူပြီးတော့ speed ပဲကွဲသွားတာပါ SFP ဆိုရင် 1G ဒို့မဟုတ် 2.5G ပါ SFP+ ဆိုရင် 10G ဒို့မဟုတ် 25G ဆိုပြီးတော့ကွဲသွားတာပါနောက်ထပ်စိုက်ရွယ်အစားတူပြီးတော့ speed တွေပဲကွဲသွားတဲ့ transceiver တွေကကြတော့ QSFP+, QSFP28 နဲ့ QSFP-DD တို့ဖြစ်ပါတယ်
တယ် OSFP ကကြတော့ခုနက QSFP တွေထက်စိုက်နဲ့ပိုကြီးပြီးတော့ power consumption ပိုများပါတယ်ပြီးတော့သူက 400GB ပါဒီ bullet point လေးတွေကတော့ transceiver အမျိုးအစားတွေပေါ်မူတည်ပြီးတော့သူတို့မှာအသုံးပြုတဲ့ connector type တွေကိုဖော်ပြပေးထားတာပါနောက်တစ်ခုက fiber patch cord တွေဝယ်တဲ့အခါမှာကိုအသုံးပြုမဲ့ transceiver တွေက support ဖြစ်တဲ့ unphase type တွေကိုပဲဝယ်သုံးဖို့တိုက်တွန်းနေပါတယ်ဒီ table လေးကတော့ optical module တွေရဲ့ part number နဲ့ form factor, operating wavelength, distance and bandwidth ပြီးတော့ connector type နဲ့အသုံးပြုတဲ့ fiber အမျိုးအစားတွေကိုတွဲပြီးတော့ဖော်ပြပေးထားတာပါနောက်တစ်ခုက DOM ကိုလည်း support လုပ်ကြပါတယ်သူက troubleshooting and monitoring အတွက်ပါဒါဆိုရင်ဒွန်တော့မဟုတ် digital diagnosis monitoring အကြောင်းကိုဆက်ကြည့်ကြရအောင်ဒါဟာ network engineer တွေအတွက် fiber link တစ်ခုကောင်းလားမကောင်းဘူးလားဆိုတာကို troubleshooting လုပ်နိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်ဒွန်ဆိုတာအလင်းအားကိုတိုင်းတာဖို့ပါ transceiver တော်တော်များများထဲမှာ sensor တွေရှိတယ်အဲ့ဒီ sensor တွေကနေတဆင့် router တွေ switch တွေရဲ့ CL line ကနေ transmit power level တွေ receive power level တွေအပြင် temperature တို့ voltage တွေကိုပါ real time အနေနဲ့ကြည့်လို့ရပါတယ်အဓိကကျတဲ့ transmit power level နဲ့ power level တွေကိုစစ်ဆေးဖို့ပါအဲ့တော့ transmit power level ကကိုသုံးတဲ့ transceiver ရဲ့ transmit power range အတွင်းမှာရှိနေရမယ်အဲ့ဒီလိုပဲ receive power level ကလည်း receive power range အတွင်းမှာရှိရပါမယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ power level တစ်ခုခုကသတ်မှတ်ထားတဲ့ threshold တွေထက်အရန်များနေတာလို့မဟုတ်အရန်နည်းနေခဲ့မယ်ဆိုရင် router တွေ switch တွေက error ပြလာပါလိမ့်မယ်ပြီးတော့ link ဟာလည်းကောင်းကောင်းအလုံးမလုပ်တာကိုတွေ့ရပါလိမ့်မယ်ဥပမာဒီ SFP 10K LR transceiver ရဲ့ transmit power range က negative 8.2 dBm ကနေ 0.5 dBm ဖြစ်ပြီးတော့ receive power range ကကြတော့ negative 14.4 dBm ကနေ 0.5 dBm တို့ဖြစ်ပါတယ်တကယ်လို့အဲ့ဒီ transceiver မှာလက်ခံရရှိတဲ့ receive power range က negative 15 dBm or lower ဖြစ်နေခဲ့မယ်ဆိုရင်တေးကြတဲ့ကျွန်တော်တို့ရဲ့ link မှာ issue ရှိနေမယ်ဖြစ်နိုင်တဲ့ issue တွေက fiber patch cord မကောင်းတာတို့ bad splices တို့ dirty connector တို့ poorly seated jumper တို့တခုခုကြောင့် signal loss များနေလို့ပါနောက်တစ်ခုက receive power level က high ဖြစ်နေခဲ့မယ်ဆိုရင် attenuator install လုပ်ပေးလို့ရပါတယ်ဒါကတော့ Cisco Nexus switch တွေမှာ DOM စစ်တဲ့နည်းလေးပါကျွန်တော်တို့ show interface transceiver detail command နဲ့စစ်လို့ရပါတယ်ဒီနေရာမှာကိုကြည့်ချင်တဲ့ interface ID ကိုထည့်ပေးပါအခုကြည့်လိုက်တဲ့ transceiver ရဲ့အမျိုးအစားက 10K ZR အမျိုးအစားဖြစ်ပါတယ် DOM စစ်တဲ့အခါမှာကျွန်တော်တို့ threshold တွေရှိတယ် high alarm high warning low alarm low warning ဆိုပြီးတော့ကိုစစ်နေတဲ့ transceiver ရဲ့ model အပေါ်မူတည်ပြီးတော့ဒီ threshold value တွေကကွာပါကြပါတယ်ဒီ transceiver ရဲ့ current transmit power level ကတော့ 1 dBm ဖြစ်တယ်အဲ့ဒီအတွက်သူက within the range မှာရှိနေတယ် receive power level ကကြတော့ negative 16.75 dBm ဖြစ်တယ်သူက level within the range မှာရှိနေတဲ့အတွက်ဒီ link က no issue ပါနောက်တစ်ခုက optical power budget ဆိုတာကိုလည်းသိထားပါမယ်သူကကြတော့ကိုအသုံးပြုမဲ့ transceiver model ပေါ်မူတည်ပြီးတော့ fiber link တစ်ခုရဲ့ maximum allowable optical power loss ကိုတွက်ချက်တဲ့နည်းဖြစ်ပါတယ်တနည်းအားဖြင့်ကိုအသုံးပြုမဲ့ fiber link တစ်ခုရဲ့ distance တွေ connector တွေနဲ့ splice set တွေကြောင့်ဖြစ်တဲ့ total power loss တန်ဖိုးအပေါ်မူတည်ပြီးတော့ဘယ် transceiver အမျိုးအစားကိုဝယ်သုံးဖို့လိုအပ်တယ်လဲဆိုတာကိုဆုံးဖြတ်ပေးပါတယ် formula က transceiver ရဲ့ minimum transmit power တန်ဖိုးတွေကနေ minimum receive sensitivity တန်ဖိုးကိုနှုတ်ပေးရပါတယ်ဒီ 10K LR ကိုဥပမာအနေနဲ့တွက်လိုက်တော့သူ့ရဲ့ power budget က 6.2 dB ရပါတယ်အဲ့တော့ fiber link ရဲ့ total optical power loss က 6.2 dB ထက်များနေလို့မရပါဘူး transceiver တွေရဲ့ power budget ပိုများလေလေ fiber ရဲ့ distance ကလည်းပိုဝေးဝေးချိတ်ဆက်နိုင်လေဖြစ်ပါတယ်ဒီ formula ကို dark fiber တွေဝယ်တဲ့အခါမှာအသုံးပြုနိုင်ပါတယ်ကျွန်တော်တို့ transceiver တွေအပြင်နောက်ထပ် transceiver နဲ့ကြိုးနဲ့အတွဲလိုက်တစ်ခါတည်းတက်ဆင်ထားတဲ့ DAC နဲ့ AOC cable တွေလည်းရှိပါသေးတယ်ဒီကောင်တွေကကြိုးရဲ့ထိပ်နှစ်ဖက်စလုံးမှာ transceiver တွေတစ်ခါတည်းတက်ဆင်ထားပါတယ်ကျွန်တော်တို့ရဲ့ requirement အပေါ်မူတည်ပြီးတော့ SFP+, QSFP+ နဲ့ QSFP28 ဆိုပြီးတော့အမျိုးမျိုးဝယ်လို့ရပါတယ်ဒီကောင်တွေကဈေးပိုတက်တာတယ်ပြီးတော့ကြိုးရဲ့အတူအရှိကိုလည်းမဝယ်ခင်ကတည်းကတိထားဖို့လိုအပ်ပါတယ် DAC ကြိုးက copper ကိုသုံးပြီးတော့ AOC ကြိုးကကြတော့multi-mode fiber ကိုသုံးပါတယ်ဒီဘယ်ဘက်ကကြိုးက QSFP 100K DAC 1 meter ကြိုးဖြစ်ပြီးတော့ညာဘက်ကကောင်ကကြတော့ QSFP 100K AOC 1 meter ကြိုးဖြစ်ပါတယ်ဒီ
ဒီတစ်ခါ USB တွေအကြောင်းဆက်ကြည့်ရအောင်ခုနကပြောခဲ့တယ်သူတို့တုံးခုက site ရွယ်အစားတူပြီးတော့ bandwidth တွေပဲကွဲသွားတယ်အဲ့ဒီအတွက်ကျွန်တော်တို့ရဲ့ router တွေ switch တွေရဲ့ port က multi speed support လုပ်တယ်ဆိုလို့ရှိရင် 40K တော့မဟုတ် 100K transceiver တွေတက်သုံးလို့ရပါတယ် USB Plus ဆိုရင် 40K USB 28ဆိုရင် 100K နဲ့ USB DD ဆိုရင် 400K ဖြစ်ပါတယ် USB 28ဆိုတာဘာလဲဆက်ကြည့်ရအောင်ရှေ့က USB ဆိုတာက form factor ကိုပြောတာပါနောက်က28ကကြတော့ lane တော့မဟုတ် wavelength ရဲ့ maximum bandwidth က 28 Gbps ကိုပြောတာပါခဏနေပါဦးခုနက USB 28က 100K ဆိုပြီးတော့ပြောခဲ့တယ်မဟုတ်လားဘာဖြစ်လို့ 28K ဖြစ်နေရတာလဲလို့မေးလို့ရပါတယ်ဟုတ်ပါတယ်ဒီမေးခွန်းကိုဖြေဖို့ဆက်ကြည့်ရအောင် 28K ဆိုတာ lane တစ်ခုချင်းစီရဲ့ bandwidth ဖြစ်ပြီးတော့အဲ့ဒီလိုမျိုး lane ၄ခုရှိနေလို့ 100K ဖြစ်သွားတာပါဒီ 100K SR4 ဆိုရင် SR က short range ဖြစ်ပြီးတော့ 4 က lane အရေအတွက်ကိုပြောတာပါအဲ့ဒီအတွက်သူ့မှာ lane ၄ခုရှိနေပါတယ်အလားတူ LR4 ဆိုရင် long range 4 lane မှာ ER4 တို့ ZR4 တို့လည်းရှိပါသေးတယ် 100K CWDM4 ကကြတော့ LR4 နဲ့နည်းနည်းတူတယ်ဒါပေမဲ့သူကဈေးသက်သာတယ်အကွာအဝေးကြတော့ 2 km ပဲရပါတယ်ဒီကျွန်တော်တို့ 100K transceiver တွေမှာ SR4 ကလွဲလို့ရှိရင် duplex LC connector ကိုတုံးတဲ့အတွက် transceiver တွေထဲမှာ multiplexer နဲ့ demultiplexer တွေရှိပါတယ်သူတို့ကဘာလို့ဖို့လဲဆိုတော့ 4 parallel 25K optical wavelength တွေကို multiplex into 1 fiber core လုပ်ဖို့ပါအဲ့တော့ transmitter က multiplex လုပ်ပြီးတော့ receiver က demultiplex ပြန်လုပ်ရပါတယ်ဒီကောင်တွေကတော့ 100K USB တွေကိုရှင်းပြထားတာပါအမြင်နဲ့ဒါဘာ transceiver ဖြစ်မလဲဆိုတာကိုပူတက်ရဲ့ color နဲ့ခွဲခြားနိုင်ပါတယ် LR4 ဆိုရင်အပြာရောင် SR4 ဆိုရင်အသားရောင်ဖြစ်ပြီးတော့ CWDM4 ဆိုရင်တော့အစိမ်းရောင်ဖြစ်ပါတယ်ဒီမှာတစ်ခုထူးခြားတာက SR4 က MPO12 connector multi-mode fiber ကိုတုံးတဲ့အတွက်1 lane ပါ1 fiber ကိုတုံးပါတယ်ကျန်တဲ့ကောင်တွေကတော့ duplex LC connector single mode fiber ကိုတုံးပါတယ်ခုနက 100K USB တွေရဲ့ electrical signal နဲ့ optical signal နှစ်ခုစလုံးက 4 lanes time 25K ဖြစ်ပါတယ်အခုဒီ FR တို့ DR transceiver တွေကကြတော့ single lane တို့မဟုတ် single lane ပဲရှိပါတယ်ဘာကိုပြောချင်တာလဲဆိုတော့ fiber တွေကို transmit လုပ်လိုက်တဲ့ optical signal တို့မဟုတ် wavelength ကတစ်ခုတည်းဖြစ်သွားတာကိုဆိုလိုတာပါဒါပေမဲ့ electrical signal ကတော့ 4 lanes time 25K modulation က NCR ဖြစ်ပြီးတော့ဒီကောင်တွေမှာ gearbox chip နဲ့ခုနက 4 electrical signalတွေကို single 100K wavelength အဖြစ် PAM4 modulation ကိုပြောင်းပြီးတော့ data တွေကို transmit လုပ်သွားတာပါပြီးတော့ဒီကောင်တွေက 400K transceiver တွေနဲ့အတူ breakout cable သုံးပြီးချိတ်ဆက်အသုံးပြုနိုင်ပါတယ်ဒီ table လေးကတော့ 100K နဲ့ 400K optical module တွေရဲ့ part number တွေနဲ့သူတို့ရဲ့ lane အရေအတွက်ပါကော power consumption ပြီးတော့ connector type နဲ့အသုံးပြုတဲ့ fiber cable အမျိုးအစားတွေနောက် distance တို့ pool depth ရဲ့ color တွေကိုလက်လှမ်းမိတဲ့လောက်စူးစီးဖော်ပြပေးလိုက်ပါတယ်ဒီမှာ 200K transceiver လည်းရှိပါသေးတယ် breakout connection ဆိုတာ speed မတူတဲ့ port နှစ်ခုကို breakout cable သုံးပြီးတော့အတူချိတ်ဆက်အသုံးပြုနိုင်တဲ့နည်းလမ်းတစ်ခုပါဥပမာ 40K ကနေ4 times 10K 400K ကနေ4 times 100K ဆိုပြီးတော့ချိတ်ဆက်နိုင်ပါတယ်အဲ့တော့ visualization လုပ်ရတာလွယ်သွားအောင်ကျွန်တော်ဒီ diagram လေးဆွဲထားပါတယ်ဘယ်ဘက်မှာ 400K DR4 transceiver ရှိမယ်သူ့ရဲ့ပေါ့မှာ breakout cable ရဲ့ MPO connector တက်ရပါမယ်နောက်တစ်ဖက်မှာကျတော့4 times 100K DR transceiver တွေရှိပါမယ် breakout cable ရဲ့ duplex LC connector ကိုတက်ရပါမယ် that's it ပေါ့နော် it's so easy ဒီနေရာမှာ 100K ၄ခုက different device ၄ခုမှာတက်သုံးလို့ရပါတယ်ပြီးတော့၄ခုစလုံးအသုံးပြုစရာလည်းမလိုပါဘူးထားပါတော့ 100K တစ်ခုပဲလိုအပ်တယ်သုံးလို့ရမလားရပါတယ်မလိုအပ်တဲ့ port တွေမသုံးမဲထားလို့ရပါတယ်နောက်တစ်ခုက 400K transceiver တက်ထားတဲ့ကျွန်တော်တို့ဒီဘယ်ဘက်က device မှာ interface ၄ခုအနေနဲ့ပြပေးမယ်အဲ့တော့ကိုလိုအပ်တဲ့ port ဒို့မဟုတ်ကိုအသုံးပြုမဲ့ interface တစ်ခုချင်းစီကိုပဲ configure လုပ်ပေးရုံပါ that is called breakout connection is so easy right အလားတူနောက်ထပ် breakout connection တစ်မျိုးပါဒီ 200K LR4 transceiver ကနေ2 times 100K LR4 transceiver တွေကိုချိတ်ဆက်ပုံလေးပါဒီမှာလိုအပ်တဲ့ cable အမျိုးအစားက duplex CS2 duplex LC single mode fiber ဖြစ်ပါတယ်ဒီ 200K LR4 transceiver တွေမှာ duplex CS connector နှစ်ခုတက်လို့ရပါတယ်အဲ့ဒါကြောင့်မို့လို့2 times 100K breakout connection ချိတ်ဆက်လို့ရတာပါ
ကျွန်တော်တို့ဒီနေ့ Next Generation Ethernet မှာသုံးတဲ့ Modulation Technique က NCR နဲ့ PAM4 ဆိုပြီးတော့နှစ်မျိုးရှိပါတယ် QSFP28 တွေရဲ့ Electrical နဲ့ Optical Channel နှစ်ခုစလုံးက 4x 25K NCR Modulation ကိုသုံးပါတယ် Single Lambda 100K Transceiver တွေကကြတော့ Electrical အတွက် NCR ကိုသုံးပြီးတော့ Optical အတွက်ကြတော့ PAM4 Modulation ကိုသုံးပါတယ် PAM4 ရဲ့ Maximum Transmission Rate က 50K သို့မဟုတ် 100K ဖြစ်နိုင်ပါတယ်အဲ့ဒီအတွက် 400K Transceiver တွေမှာဆို model ပေါ်မူတည်ပြီးတော့ 8x 50K ဖြစ်နိုင်တယ်လို့ 4x 100K လည်းဖြစ်နိုင်ပါတယ်ဒီနေရာမှာ Transceiver ကနေ Fiber core ထဲကို transmit လုပ်လိုက်တဲ့ optical channel ကိုဆိုလိုတာပါအဲ့တော့ 400K SR8 Transceiver ဆိုရင် channel အရေအတွက်ဘယ်လောက်ရှိမလဲဆိုတာနဲ့ channel တစ်ခုချင်းစီရဲ့ bandwidth ကို comment မှာဖြည့်ပေးနိုင်မယ်လို့မျှော်လင့်မိပါတယ်အဲ့ဒီလိုပဲ 400K LR4 အတွက်လည်း comment မှာမှန်းခဲ့ပါအောင်နောက်တစ်ခုက Single Lambda 100K Transceiver တွေက 400K DR4 တို့ LR4 တို့နဲ့အတူဘာဖြစ်လို့ breakout connection ချိတ်ဆက်ဖို့ compatible ဖြစ်လဲဆိုတာကိုပါ comment မှာမှတ်ပေးခဲ့ပါဦး But let me know in the comment below if you are stay confused. I will reply with the answer. ကျွန်တော်တို့ high speed data transmission ဖြစ်လာတာနဲ့အမျှ signal to noise ratio ကလည်းကျဆင်းလာပါတယ်ဒါကို forward error correction နဲ့ကာကွယ်နိုင်ပါတယ်အဲ့တော့ FEC ဆိုတာကျွန်တော်တို့ရဲ့ data တွေက fiber ထဲမှာသွားနေရင်းနဲ့ noise ကြောင့်ဖြစ်စေ dispersion ကြောင့်ဖြစ်စေ bit error တွေကို receiver က detect လုပ်နိုင်ပြီး correct ပြန်လုပ်နိုင်တဲ့နည်းပညာတစ်ခုပါ FEC ဘယ်လိုအလုပ်လုပ်လဲဆိုတော့ transmitter ကကျွန်တော်တို့ရဲ့မူရင်း data တွေကိုပို့ယုံနေမကဘဲနဲ့အဲ့ဒီ data တွေအပေါ်အခြေခံပြီးတော့တွက်ချက်ထားတဲ့ redundant bit သို့မဟုတ် error correcting code တွေကိုပါထပ်ထည့်ပေးလိုက်ပါတယ်ဒါကို encoding လုပ်တယ်လို့ခေါ်ပါတယ် receiver သို့မဟုတ် FEC decoder ကပါလာတဲ့ redundant bit တွေကိုသုံးပြီးဘယ်နေရာမှာ error ရှိလဲဆိုတာကိုရှာဖွေပါတယ် error ကိုတွေ့တာနဲ့မူရင်း data အဖြစ်ကိုပြန်လည်တည်ဆောက်ပေးပါတယ် error တွေကို correct လုပ်ပြီးသွားရင်တော့အပေါ်ပါလာတဲ့ redundant bit တွေကိုဖယ်ထုတ်ပြပြီးတန့်စင်သွားတဲ့ကျွန်တော်တို့ရဲ့မူရင်း data တွေကိုပဲ upper layer protocol တွေစီကိုပို့ပေးလိုက်တာပါ FEC ရဲ့ထူးခြားချက်က receiver ဘက်မှာ bit error တွေ့တာနဲ့ transmitter စီကို retransmission ပြန်လုပ်ခိုင်းစေရမလို့ပဲမိမိဖာတာ reconstruct လုပ်နိုင်ခြင်းဖြစ်ပါတယ်ဒါဟာ real time data စီစဉ်မှုအတွက်အလွန်အရေးကြီးပါတယ်ဒါပေမဲ့ FEC က error အားလုံးကိုတော့ correct မလုပ်နိုင်ဘူးဆိုတာကိုလည်းသတိထားစေချင်ပါတယ်FEC က data တွေကို encoding decoding လုပ်ရတဲ့အတွက် nanosecond လောက် high latency ဖြစ်စေပါတယ်အဲ့တော့မလိုအပ်ရင်မသုံးပါနဲ့ 100K transceiver တိုင်းကလည်းမလိုအပ်ပါဘူးလိုအပ်လို့သုံးခဲ့ရင်နှစ်ဖက်စလုံးမှာ FEC type match ဖြစ်ဖို့လိုပါတယ်ကျွန်တော်တို့ multi vendor ကြားမှာသုံးခဲ့မယ်ဆိုရင်အထူးတတိထားပါ match မဖြစ်ရင် link ကမတက်ပါဘူးကဲဒီလောက်ဆိုရင် transceiver တွေနဲ့ပတ်သက်ပြီး knowledge တွေအများကြီးရလိမ့်မယ်လို့မျှော်လင့်မိပါတယ်အခုလိုကျွန်တော်နဲ့အတူအဆုံးထိအောင်လေ့လာပေးလို့ကျေးဇူးအများကြီးတင်ပါတယ် Please do let me know in the comment below if you have any question. See you in the next one.